အားလုံးမင်္ဂလာပါရှင်ဒီနေ့ကတော့တစောင်းမုံလာပြင်းအင်္ဂါနေ့ပဲဖြစ်ပါတယ်မနေ့ပိုင်းကျမတို့စွန်းတော့တင်တယ်ပန်းကတ်တယ်ရေချမ်းကတ်တယ်ကျမဖျက်ရှိခိုးတယ်တီရယူတယ်ညနေပိုင်းကျတော့ကျမတို့ရနာနှင်းစီအိမ်ရထဲမှာစတုဒီတာမဟုတ်ဈေးပွဲတော့ရှိပါတယ်ကျမကတော့မနှစ်ကအတိုင်းမဟုတ်လင်မရပဲကျမကစတုဒီတာလုပ်တယ်အမေတို့ကတော့ကြာစံစီချက်ပေပြအစားတော့စတူဒီတာကျွေးပါတယ်ကျမကတော့မေးကြတယ်ပေါ့နော်အင်းနဲ့မနှစ်တုန်းကလည်းတဲ့မုတ်လင်မရပဲတဲ့ဒီနှစ်လည်းမုတ်လင်မရပဲဘာဖြစ်လို့လဲတဲ့ပေါင်းစီရအောင်ကျမလှူတာလို့ပြောဟုတ်တယ်ကချင်းနေခေါ်ထားလားဘယ်သူလဲဘယ်သူလဲဒါမှကြည့်စားကျင်နေတဲ့သူတယောက်ရှိတယ်ဟာအကြီးရွယ်ချက်မှမရှိဘူးကျမမုတ်လင်များကြိုက်လို့မုတ်လင်များလှူတာဒါပဲအဲ့ဒါကိုဘယ်သူမှမမေးဘူးကျမဒီမှအရင်စမေးတာအဲ့ဒီလိုဒီပေပြအစားသူကကြည့်ရတာဘာမှမဟုတ်တာရန်လက်ဝင်နေတော့အဲ့အခု200ကျော်မနက်9နာရီကကြော်နေရတာပြီးတော့အဲ့ကိုဗီနဲ့ပေါ့နော်အချင်းလုပ်ပြီးသားမဘယ်လိုလဲစက်တုံး150ကို150မကောင်းလားစက်ကြိုင်နေဒီပေပြအစားတော့လူပါလေရှင်ဒါကတော့ကျမတို့နည်းနည်းစောလို့လေဆိုင်ကန်းတွေမခင်းကြသေးတဲ့လူတွေအများကြီးပဲဒါတန်းစီနေတာစီထမင်းနဲ့ကြက်ကြော်နဲ့တန်းစီနေတာဖြစ်ပါတယ်ရှင်109တဲ့ဟမ်ပေါ်အဝေးကနေဆိုမမြင်လို့လေ4နာရီမှဝေးမှထင်တယ်ဆိုရင်ကိုဟုတ်ရနန်းနန်းရတော့နော်ဆွေနံပါတ်ကြည့်တာဟာ190မဟုတ်ဘူးမတ်တရားလေးဆိုင်ကန်းတွေကအစင်လိုက်မဟုတ်ဘူးနံပါတ်တွေကအစင်လိုက်မဟုတ်တဲ့အတွက်ကြောင့်မလို့ကိုလက်ထဲမှာရှိတဲ့ကတ်ရဲ့ဆိုင်ကန်းတွေကိုလိုက်ရှာတာပေါ့နော်ဒါကတော်တော်စောသေးတယ်ရှင်ကျမတို့ဖွဲ့တစ်ဖက်ပတ်ပြီးတစ်ဖက်ပတ်ပြီးတော့ကိုရဲ့ကတ်တွေနဲ့ဆိုင်ကန်းတွေမှာလူရှိတယ်မရှိတယ်ကိုရှာပြီးသွားတယ်အခုတော့နည်းနည်းလေးလူကများလာပြီပေါ့နော်ခုနကမှတန်းစီနေတာကတော့ခုနကစီထမင်းရဲ့ကြက်ကြော်ရဲ့မှာတန်းစီနေကြတာဖြစ်ပါတယ်အခုဒါကတော့အေးလာခဲ့သွားတော့ပြီအေးရဟိုကကြောက်ကြောတိုက်တယ်ဒါကဒီအိမ်ယာရဲ့အပြိုးကြီးများဖွဲ့ပေါ့အဲ့လည်းမတွေ့ဘူးအဲ့လေမဘောင်းနေတော့အခက်ရဟိုက်လာတဲ့ကောဟေးဟာမတောက်ပြီးတော့ပါဆယ်ဆွဲပါသေးတယ်ဒီဘက်မှာကတော့အတန်းတူတာကတော့ဒီပေပြအစာတော့တန်းစီနေပါဘောเนาะကျမတို့ကကျတော့ကတ်မလို့ပေပြအစာတော့ကလည်းစတုဒီတာပဲဒီဘက်ကမိုးအိုးလေးကလည်းစတုဒီတာပဲဟိုအလဲကကြာစံစီချက်တစ်ခုပဲကျမတို့ကတ်နဲ့လဲပေးရပါဘောเนาะဒါကတော့ဒါအကုန်ရှိသလောက်အကုန်ကျမတို့ထည့်ဝေတာဘောเนาะငုံနဲ့လည်းပါတယ်ဟိုရိုးရိုးလည်းပါတယ်ပေါ့ရှင်ဒါအန်ဒီ2ယောက်လာပြီးတော့ယူဇနာထေကအန်ဒီတွေတော့ခေါ်တယ်ဒီလိုဟိုအရင်တော့ကလေဟိုကျမတို့သူ့ဝနာဘက်မှာမိုးလေးတခုရှိရမနှစ်တုန်းကကျွေးရဖွယ်လေသူတို့ကတော့လှုပ်တဲ့အိုးကကြီးရရှင်အိုးက100အိုးပေါ့နော်အဲ့100အိုးနဲ့ဆိုတဲ့ခါကျတော့ထွက်တာများတယ်အခုဒါ90အိုးပေါ့နော်90အိုးဆိုတဲ့ခါကျတော့ထွက်တာနေတာပေါ့ရှင်ဒါပေမဲ့အခုကကြာမိုးလေးတွေကိုကျွန်မလိုက်ရှာတော့လေဟိုဟာဖြစ်တယ်ရှင်မိုးရွာလို့ဒီရက်ပိုင်းရမ်းမိုးရွာတဲ့ခါကျတော့မထွက်ကြအောင်မထွက်တော့ယူဇနာတွေကိုရောက်သွားတော့အမ IND တွေတွေ့တာသူတို့တွေကမုတ်သားကောင်းတယ်ဟိုအရသာကောင်းတယ်ပေါ့နော်အရသာကောင်းတယ်တောက်လျှောက်ပဲဒလဇက်ပဲမိုးလေးလုပ်နေရတာပြောစရာကြီးဆိုတာအဲ့ဒါကိုပြောတာပါရှင်ဝေလိုက်ထဲလိုက်ကိုကလိုက်ပြီးတော့ပတ်စားလိုက်နဲ့ဒါကတော့ကျမအမြဲတမ်းပြောပါတယ်နော်ကျမ12လရာသီပွဲတော်တွေထဲမှာအရင်တော့ဆိုတကြံတို့ဘာလို့ကျမသဘောကျကြိုက်တယ်ပေါ့နော်ကျမအခုတော့လို့တစောင်းနိုင်ကြိုက်ဆုံးပဲလို့တည်င်းကျွတ်တောင်ကျမအဲ့လောက်မကြိုက်ဘူးတည်င်းကျွတ်မီထုံပွဲသွားလဲတယ်ဘာညာလောက်ပေါ့တစောင်းနိုင်ကြရင်ကျမကအဲ့လိုမျိုးစတုဒီတာတွေဝေတာတို့ပန့်တကူပြအများကြီးပေါ့ရှင်အဲ့ဟိုလှုပ်ဖြစ်တယ်ပေါ့နော်ပြီးတော့အဲ့ရပ်ကြလို့ရှင်ပျော်တယ်အဲ့ပွဲတော်တွေကိုကျမပျော်တယ်ပေါ့နော်အခုကအဲ့လိုမျိုးတိတ်ပြီးတော့
မပြောတော့ဘူးအဲ့ဒီတကြံလို့ဘာလို့ကြာဘာဖြစ်သွားလဲမသိဘူးလားအသက်ရွယ်နေလဲဆိုင်မှာပေါ့နော်အကိုရဲ့အနီးနားမှာပဲနေပြီးတော့ပဲအဲ့လိုမျိုးပွဲတော်တွေမှာပါဝင်ရတာပဲကြိုက်တော့တယ်လို့အပြင်ထွက်တကူးတခါကြီးသွားတကြံဆိုလို့ရှိရင်အဲ့လိုမျိုးမန္တလေးရှိရစီသွားဘာညာဆိုလေအဲ့လိုမျိုးတွေမပြောတော့ဘာဖြစ်သွားလဲမသိဘူးလားအသက်အရွယ်ကြောင့်ကအများကြီးအသက်ကလေအများကြီးစကားပြောရသေးလားအသက်ကလူတယောက်ကိုလေဟိုအတွေးခေါ်တွေအလောက်ကိုင်းတွေအဲ့လိုမျိုးပေါ့နော်အဲ့ဒါတွေဟိုလေအများကြီးတက်ရောက်မှုရှိတယ်သူများတွေတော်တော်ဟုတ်မသိဘူးပေါ့နော်ကို့အတွက်ပေါ့နော်အစားအစာတွေဆိုလဲပြောင်းသွားတာတွေရှိတယ်အဲ့လိုမျိုးအမြင်တွေအတွေးခေါ်တွေကမတူဒါကဟိုဟာလေလမ်းတရဲမုတ်ရေခောက်မုတ်ရေကိုတန်းစီနေတာပါကျမတို့ဒီဘက်ကမုတ်အိုးလေးဟိုဘက်ကလမ်းတရဲမုတ်နဲ့ခောက်မုတ်သူတို့ကလည်းတယောက်ကိုနှစ်ခုစီပြိုင်ပြီးတော့အဲ့လိုပေးတာရှင်သူတို့လည်းလူတွေတော်တော်များများတန်းစီပြီးတော့တော်တော်များများသူတို့ဝေးတယ်ရှင်ဟိုဘက်ကတော့စီထမင်းနဲ့ကြက်ကြော်ကောင်းတယ်အဲ့အမကြီးကမနစ်တုံးကလေဟိုဝတ်သားအိုးကြီးကျက်မှန်ကူဟင်းရဲ့တရက်ချင်တော့ရဲ့ထမင်းကျွေးရလေသူတို့အဲ့ဒါလည်းကောင်းတယ်နော်ဒီနှစ်လေအဲ့စီထမင်းနဲ့လေကြက်ကြော်လေအဲ့ဒါလည်းတော်တော်ကောင်းတာဒီလားဟိုကြက်ကြော်ရတာလေဟိုအရသာရှိနေမှာဒီလားဟိုကြက်ပေါင်လေးကြော်တာပြီးတော့လေအဲ့စီထမင်းကလည်းအိပြီးတော့ကျမအရန်ကြိုက်တယ်စီထမင်းကိုအဲ့ပြီးလူကများလို့လှုပ်တဲ့သူမနိုင်ဘူးဒါတော့နှစ်တိုင်းမှာပဲကျမနောက်နှစ်ကြလို့ရှိရင်အဲ့လိုပြောတယ်100အိုးကြီးနဲ့လှုပ်မလို့ပြောအဲ့ဒါဆိုရင်လည်းခတ်မဲ့သူလဲတဲ့ဟိုကလှုပ်ရမယ်တဲ့ခတ်မဲ့သူလဲပေါ့နော်တယောက်တဲ့သူတဲ့ငှားရမယ်တဲ့သူတို့လည်းအဲ့ဇတုရီသားဟိုဟာတွေပေးလိုက်သေးတယ်ရတဲ့မုတ်တွေလေတကွင်းလုံးပတ်ပြီးယူတာဒါကျမတို့ဟိုအရှိကဒါစေကန်းပေါ့နော်စေကန်းကဘာလဲဆိုတော့ငုံမအတုပ်ဆုံးသူတို့ကျွေးတယ်အဲ့ဘန်းနေမှားလိုက်တာပေါ့မှားပြီးတော့ပြန်ခွဲပြီးတော့ကျွေးတာပေါ့နော်ငုံမအတုပ်ဆုံးကျမခုနပြောပါရနော်ကြီးတော့တာဘာမှမဟုတ်တာလို့အရန်လက်ဝင်တာကြက်သွန်ဖြူစီချက်ပြီးတဲ့အခါကျတော့အဲ့မှာဟိုကဘာလဲအချင်းကော်ဖီနဲ့ဟိုကအချင်းပြီးတော့ငရုတ်သီးစိမ်းဟိုဟာလောက်ထားပါတော့ဟိုဘာလဲကြိတ်ထားတာပေါ့နော်အဲ့လိုဆိုတော့ချင်းဆက်ပေါ့ရှင်ဒါကကျမတို့အကုန်သွားတဲ့အတွက်ကြောင့်မို့လို့ဒါကြော်တဲ့သူမနိုင်ဖြစ်နေလှုပ်တဲ့သူမဟုတ်လှုပ်တဲ့သူမနိုင်ဖြစ်သွားတာရတကူပဲတော့တကူပဲတော့တကူပဲတော့အခုဆိုလို့ရှိရင်တော်တော်လေးလူတွေများလာပြီပေါ့နော်ကျမတို့စဝေတော့မှ3နာရီ45 4နာရီပေါ့နော်အခု4နာရီခွဲလောက်ဖြစ်တဲ့အချိန်မှာတော်တော်ကိုလူတွေများလာပါပြီရှင်ကျမဒါခုနစီထမင်းနဲ့ကြက်ကြော်နဲ့ကျမသွားတောင်းပြီးတော့ပြန်လာစားကျင်နေပြီလေစားကျင်နေပြီဒီမှာလဲကျမတို့ဒီမှာလဲတော်တော်လူတွေများလာတယ်ကျမတွေအခုဒီညနေပဲရိုက်ပြီးတော့ညကိုဆက်တယ်ဆိုတော့ကျမတော်တော်စူးစမ်းပန်းစားနဲ့ဒီဘလော့ကိုအားထုတ်ထားရှာတယ်ရှင်တော်ယုံကျမပြင်းလို့မလုပ်ဘူးဒါကမိုးအိုးလေးကိုရိုက်ထားတာအများကြီးပါလားဒီလောက်ဆိုမိုးအိုးလေးလုံပုံလုံနေလေကြည်နေတဲ့သူသိလောက်ပါပြီ
အဲ့ဒါဆိုတော့ကျန်တဲ့အပိုင်းလေးကိုအတစ်လုပ်ပြီးတော့ဖြတ်လိုက်မယ်ဒါကတော့ခုနကပဲပြအစာတုပ်ပဲပေါ့နော်ပဲပြအစာတုပ်ခုနကယူလာတဲ့စီထမင်းကိုဆွဲတယ်ရှင်ကောင်းတယ်စီထမင်းကလည်းအီလာပဲတဲ့သူတို့လုတ်တတ်တယ်သိလားသူတို့ idea လေးလည်းကောင်းတယ်ကြော်နဲ့စီထမင်းမြေလေးလည်းပါတယ်အမေတို့ကလည်းကြိုက်တာကျွန်မလည်းကြိုက်တယ်စီထမင်းကိုလေအဲ့တော့တချို့စီထမင်းဂျိုးတို့ဘာလို့ကြိုက်တယ်နော်အဲ့လိုမျိုးစီထမင်းဂျိုးတွေပါတော့မကြိုက်ဘူးအဲ့လိုစီထမင်းအသားလေးအဲ့လိုအီလေးပဲကြိုက်တယ်ကျွန်မလည်းဘာတွေပြောနေမှမသိဘူးရှင်အမှန်တော့ကျွန်မကွင်းထဲကိုပတ်ချင်နေပြီသိလားကွင်းထဲကိုစပတ်ပါပြီကျွန်မပြစ်ထားလိုက်တော့တယ်ကျန်တဲ့သူတွေမိုးအိုးလေးမှာဝေးချင်းဝေးကျွန်မဒါလိုက်ပြီးတော့ကျွန်မတို့ကတ်တင်နဲ့လေးပြီးကျွန်မကတ်လက်ထဲမှာကတ်က12ကတ်လောက်ရှိတယ်အဲ့တော့12ဆိုင်လောက်ကိုကျွန်မရမ်းမှာပေါ့နော်ဒါကချက်သွန်လေးဒါကအချွေငါတက်တာဒါအချွေနဲ့မုတ်တင်နေပေါ့နော်ဝေးပါတယ်အများကြီးပဲဆိုင်ကြီးကလည်းအများကြီးတော့ခုနပြောရတာကတော့လမ်းသေးရဲ့မုတ်ရဲ့ဒီဘက်ကခောက်မုတ်ရဲ့ပေါ့လမ်းသေးရဲ့မုတ်နဲ့ခောက်မုတ်နဲ့ပါရှင်တို့တန်းစီနေတာပဲကျမလည်းစားခြင်းလုံးအိမ်ကမီတင်းကိုသွားပြီးတော့တန်းစီခိုင်းတာဒါကျမတို့ရဲ့မိုးကလည်းနည်းနည်းတော့ကြာတယ်ဒါပေမဲ့လေ9နာရီလောက်မှလေနေရလေမိုးတိတ်သွားတော့နေရဗျမ်းကလေးဆိုပူချလာသေးလားတော်တော်အဆင်ပြေမဟုတ်ရင်မိုးတအားကြလို့ရှိရင်အဆင်မပြေဘူးလေနော်အခုကတော့တော်တော်အဆင်ပြေပါတယ်ရှင်ဒါကသူများလာပေးတာလက်ဖေးရယ်စမူစာရယ်ကော်ပြန့်ကျော်ရယ်မပြောသေးကော်ပြန့်ကျော်ဒါကျမတို့ဆိုင်ကနံပါတ်က159ခွန်ဖြစ်ပါတယ်ဒီကတော့စတူဒီတာဆိုတော့ကတ်မလို့အချွေဘူးတွေဝယ်ရလို့ရှိရယ်စီတွေဝယ်တဲ့သူတွေရှိတယ်စီတို့အချွေတို့အင်ကြီးတွေထမိန်တွေဟိုကလည်းရှိရယ်ဝယ်ရသူတွေလည်းရှိရပေါ့နော်အများကြီးပဲပြီးတော့မဟင်းငါကျွေးတယ်မဟင်းငါ2နေရာတော့မှပဲမဟင်းငါဟိုအညာမဟင်းငါကတနေရာမှာကျွေးရနောက်ဒီငါမဟင်းငါကတနေရာမှာပေါ့နော်မဟင်းငါနှစ်ခုကြာစံကြော်လေးလည်းရှိရသေးလားကြာစံကြော်လေးထပ်ဒါပေမဲ့ကျမတို့ကတော့ကြာစံစီချက်ဆိုတော့လေမတူဘူးပေါ့နော်လူရတပြေးပြေးနေတာအများလဲကျမတို့မပတ်သေးဘူးတော့ကျမတို့စပတ်တော့မှအဲ့မှာဟိုဟာတွေတွေ့ရမှာဝေတဲ့ဟာတွေတွေ့ရမှာအကက်ဒမီနာလေးဒါကတော့အတုပ်ဆုံးငုံးမအတုပ်ဆုံးဘန်းနေနဲ့မှာပြီးတော့ပြန်ပြီးတော့ပြန်ခွဲတာပေါ့နော်ဒါကျမတို့ရေနံနှင်းစီရဲ့ဆရာဝန်မဖြစ်ပါတယ်ရှင်ဆရာမစန်တီတာအောင်ဖြစ်ပါတယ်ရှင်အတုပ်ကိုယူသေးတာအတုပ်ကိုယူသေးတာအတုပ်ကိုစောင့်ယူတာเนาะအခုမှပြင်နှုံးစင်နှုံးရှိသေးတယ်အစုံတုပ်ဆိုပြီးတော့စောင့်ယူသေးတာပျော်စရာကြီးပါဆိုဒီနှစ်ကလည်းဟိုဆိုင်ကလည်းပုံများတယ်လို့ပဲဆိုရင်အရင်နှစ်တွေထက်လေပုံများတယ်မုတ်တွေလည်းပိုစုံတယ်တောက်ချင်စရာလေးเนาะတခြားလုံးကတော့ free ဟိုကတော့ကတ်နဲ့လေးရမှာတဲ့ကျမတို့ကကတ်မပါဘူးကျမတို့ကတ်ထဲမှာသူဆိုင်ကန်းနဲ့မပါဘူးပေါ့နော်
အဲ့ဆိုင်မှာတော့မေးနေဘာဝေမှာလဲဆိုသူတို့တွေဝေးတဲ့ဟိုအထဲမှာဘာလဲဆိုတာလည်းမသိဘူးအန်တီတဲ့ကိုဒါပန်းပင်တွေဟိုဒါမဲဖောက်တာပါမဲဟိုသူတို့ကဆိုင်ကန်းနံပါတ်နဲ့သူတို့ကလာတယ်လာပြီးလို့ရှိရင်အဲ့မှာမဲနှိုက်ရတယ်ပန်းပင်နံပါတ်ဘလောက်ပေါ့နော်အဲ့ဒါဆိုရှင်ပန်းပင်တွေအများကြီးပဲအသေးလေးတွေရောအခုအကြီးတွေရောပါတယ်ရှင်ဒါကတော့စီပွင့်ဖြူတဲ့တဘာဝမြေပဲစီတဲ့ဒါကရေခဲမုတ်ဒါကနတ်တုတ်တာရွှေကြည်လို့ပါတော့နော်စားကြစရာကျမနတ်တုတ်တာတွေ့တော့စားကျင်တော့တယ်သိလားဒါပေမဲ့ကိုယ့်ရဲ့ကက်ကအိုက်ဆိုင်နမမဟုတ်ဘူးနည်းနည်းစောသေးတယ်နော်စောသေးတော့ဆိုင်နဲ့တိတ်မဖွင့်ရသေးဘူးအချွေ当年的关系，你把出来，跟那个朋友玩的，哎，你又过来了。假设我那么是假的。妈妈不信呀，那是过来的，我不了。那是让你们，也是。anh đi ai chị đã đâu là câu lại ăn câu nào này đi ăn câu nào của dây vẫn chị cái này đi ăn câu này đồ gì nàoဒီနေ့လေနတ်ဝင်တဲ့ပရိသတ်တွေနဲ့အများကြီးပဲကျွန်မတွေ့တယ်မင်းညိုကိုသူတို့သဘောကျကြုံကြိုက်ကြောင်းနေလဲကျွန်မကိုပြောရရှင်ဝမ်းသာပါတယ်ရှင်အဲ့လိုတွေကြားတော့လေတချို့ကြားတော့လည်းပဲသူတို့တွေမကြည့်ရသေးဘူးကြည့်ဖို့ဘယ်နေ့သွားမယ်စသည်ဖြစ်ပေါ့လေအဲ့လိုမျိုးလေးတွေပြောကြတယ်ရှင်နတ်ဝင်တဲ့ကမင်းညိုအတွက်ကိုကျွန်မတကယ်ပဲဝမ်းသာပါတယ်ကိုပင်ပန်းနာလေးနဲ့ဘောနော်ပြန်ရတဲ့ပရိသတ်ရဲ့အတိမတ်ပြုမှုလေးကကျင်းနေစရာဖြစ်ပါတယ်ရှင်
ဘယ်လုံးလဲရှိပါလားမာတမန်တော့ပါထည့်ပေးရအောင်ကျော်3ခု3ရှင်းပုံကိုကျော်3ခု3ရှင်းပုံဟာဒီအိတ်တယ်မှာဒီအာဟိုကမှာဒါတော့ရှင်ကျမအမမီနီမလေးမှာကြွကြွတော့တောင်းတာပါပတ်စံလည်းမပါတော့ပတ်စံမပေးနိုင်လို့လေဒီတိုင်းပဲတောင်းတာပေးလိုက်တယ်ရှင်လက်ထက်မကိုင်းနိုင်တော့ဘူးလေကြွကြွနေမှာအဆင်ပြေတော့မှာချစ်စစ်ရလေဒီမှာလေးဒီလိုလေးနဲ့ဒီလိုလေး54နဲ့55%ဟေး thank you 好快呀！你是来补的，我太夸了，不了，你看不了。对。အ
我下面130嘛。မိုဟင်းကဝင်စားတာဖြစ်ပါတယ်ကတ်နဲ့လည်းပဲလူရှင်တွေကပေးတယ်လူမျိုးဝင်စားလို့ရှင်လည်းရတယ်စတုလီတာပဲပေါ့ရှင်မိုဟင်းကအညာမိုဟင်းကပဲမိုဟင်းကပေါ့နော်ရန်ကောင်းတယ်သူကအဲ့လိုမျိုးဂေါ်ဘီနဲ့အဲ့လိုနည်းနည်းမင်းတို့ဘာလို့နဲ့ထည့်စားရတာနော်ဒီလိုမျိုးမိုဟင်းကကိုကျွန်မပကံမှာဆိုခဏခဏစားတယ်အထမ်းနဲ့ရောင်းတာလေညီအိုးနဲ့လေရွှေစည်းခုံဖျားပွဲကြလို့ရှိရင်လည်းအဲ့လိုမျိုးအသေးအများကြီးတွေ့ရတယ်ပေါ့နော်ပြီးတဲ့ခါကျတော့ရွှေစည်းခုံဖျားကျွန်မစိတ်တင်တောင်ဘက်မုတ်လို့ထင်တယ်ကစီးနေရောင်းတယ်လေကစီးနေတွေပါရောင်းတယ်လေအဲ့မုတ်အဲ့ဘက်မှာဆိုလို့ရှိရင်လည်းလက်တွန်းလဲလေးနဲ့မိုဟင်းကမိုဟင်းကရှိတယ်ပကံမိုဟင်းကပေါ့နော်ပဲမိုဟင်းကပေါ့ကျွန်မအမြဲတမ်းစားတယ်အဲ့ရွှေစည်းခုံဖျားပွဲရွှေစည်းခုံဖျားပွဲကိုကျွန်တော်ဟိုအရင်တော့သွားရဲဆိုရှင်အဲ့မြေအိုးမှာလေပစိုးလေးပါပတ်ထားသေးရဲ့ဒီလားမိုးဟင်းငားတယ်လေအများကြီးပဲအခုကျတော့မနှစ်ကပေါ့နော်ရွှေစည်းကုံဖျားပွဲနဲ့ကျွန်မတိုးတယ်တိုးတဲ့ခါကျတော့အဲ့ဟိုမိုးဟင်းငားတယ်ဒီနေသွားပြီးတော့အကင်လေအကင်ထုံချိုင်းအကင်ဒီအကင်တုတ်ဒီပြီးတဲ့ခါကျတော့ဗာလဲဟော့ပေါ်တဲ့ဟော့ပေါ်တဲ့အဲ့လိုမျိုးဆိုင်နေရများသွားတာဟော့ပေါ်ဆိုင်တဲ့ဆိုင်တွေ့တယ်အဲ့လိုမျိုးဂတ်မီဘိုလေးနဲ့လေအဲ့ရတွေ့တယ်ပြီးတော့အများဆုံးကတော့အဲ့ဟိုပေါ့အကင်ပေါ့နော်ထုံချိုင်းအကင်တုတ်ဒီပြီးတော့ဘာတွေများလဲဆိုတော့ပြီးတော့အမဲအစီချက်ထားလာပါလေအဲ့ဒါတွေအများကြီးပဲရောင်းတာတွေ့တယ်ဒီကတော့မိုဟင်းငားတယ်ပျောက်သွားပြီးအဲ့ထုံချိုင်းအကင်တဲ့ဒီပိုများသွားတာကျမမိုဟင်းငားဆိုလို့ရှင်ဘာလာစားတယ်နော်ဘာလာအဲ့မျိုးတွေနေတွေကလည်းနမေကြီးရှိရလေမြောင်းမြမိုဟင်းငါဘာညာအဲ့ဒါတွေလည်းစားတယ်မော်လမြိုင်မိုဟင်းငါအကြိုက်ဆုံးပဲကျမတော့မော်လမြိုင်မိုဟင်းငါကျမအရှိကျဲတာကိုကြိုက်တာ哦ရေကျဲတယ်ငှက်ပြောပင်မဲ့နုလေးနဲ့အဲ့လိုချူလေးတွေကြိုက်တယ်အခုကကျတော့ဒီဟိုပါလဲဒီပဲမိုဟင်းငါအညာမိုဟင်းငါကိုလည်းကြိုက်တယ်ပြည်မာတော့ကအဲ့လိုမျိုးပဲမိုဟင်းငါတွေပါရှိရလေစားခဲ့တယ်လေပဲမိုဟင်းငါရယ်ပြီးတော့ဘာမိုဟင်းငါလဲမိုဟင်းငါ2မျိုးသူတို့စီမှာလေအဲ့ဒါလည်းကျွန်မစားတယ်မိုဟင်းငါဆိုလို့ရှင်ဘလိုစတိုင်လာကျွန်မစားတယ်ကြိုက်တယ်ချစ်လို့ရောလေဘလိုလဲပြင်းလားမပြင်းလားတော့မသိကျွန်မလေထိုင်ဆက်နေတယ်နောက်ကနေစကားပြောနေရမှာတော်တော်လေးပြင်းကျွန်မရဲ့ဒီဆောင်လိုက်နိဗ္ဗာန်ရှိလို့ပွဲတော်ဘလော်လေးဒီမှာလည်းအဆုံးသတ်ပါတယ်ရှင်အလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပါစေဒါကတော့ကျွန်မညာပိုင်းဖျားရှိခိုးတာလေးကိုကျွန်မတပုံရိုက်ထားခြင်းဖြစ်ပါတယ်ကျွန်မရဲ့ဗီဒီယိုလေးကိုစိတ်ရှိလက်ရှိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်တော်တော်လေးရှည်သွားပြီနော်အလုံးမဲတရှိကျမ်းမှာလူရပြည့်ကြပါစေရှင်တတာ